မင်္ဂလာပါရှင်ဒီနေ့ကတော့စားလေတို့တာအမီပန်းချံကိုအလဲသွားဖြစ်ပါတယ်ပန်းချံလေးထဲမှာအရန်ကိုတာယာလာပါပြီးတော့စိတ်ကြည်နူးအေးချမ်းရပါတယ်စားလေတို့ဒီနေ့လမ်းလျှောက်သွားတာအမတို့တာအမီရဲ့စားလေတို့တာအမီရဲ့ပါဒီအသီးလေးတွေကဘာအသီးမှမခေါ်တတ်ပေမဲ့တကယ်ကိုချစ်ဖို့ကောင်းတဲ့အသီးလေးတွေပါစားလေတို့ပန်းချံမှာရှောက်ပတ်ကြည့်ရင်နဲ့ချောင်းကလေးရှိရာကိုစားလေတို့သွားကြည့်ပါမယ်ဒါကတော့ချောင်းရှိရာစီသို့ညွှန်ပြထားတဲ့လမ်းလေးဖြစ်ပါတယ်စားလေးနဲ့တူတူလိုက်ကြည့်ကြရအောင်စားလေးတို့သွားတဲ့အချိန်ကညနေ9နာရီခွဲ6နာရီလောက်ရှိတဲ့အချိန်ပေါ့နော်ဒါပေမဲ့မိုးမချုပ်သေးပါဘူးဒီမှာကည8နာရီခွဲထိတောင်မိုးကမချုပ်သေးပါဘူးရှင်စားလေးတို့ဒီတရားလေးကိုဖြတ်ပြီးတော့သွားပါတယ်တရားလေးဖြတ်ပြီးအကြမှာတော့ချောင်းလေးနှစ်ဘေးမှာစားလေးတို့ဓာတ်ဖမ်းပါတယ်ဓာတ်ဖမ်းတဲ့အချိန်စားလေးရဲ့အမတယောက်ကပေါ့နော်တစ်ပင်ပေါ်တက်ပြီးတော့ဓာတ်ပုံရိုက်ပါတယ်ပြုတ်ကြမှာတော့စိုးရိမ်ရပါတယ်ရှင်အရင်လည်းပြောစရာကောင်းလာပါတယ်ဓာတ်ဖမ်းပြီးတဲ့အချိန်ဇက်လေးတို့အရှိကိုဆက်သွားဖြစ်ပါတယ်ပြီးကြတော့ဒီချောင်းရှိတဲ့နေရာပေါ့နော်အမတို့နနေနေလို့ရတာဇက်လေးကတသားလေးကိုထမင်းကျွေးတယ်ထမင်းကျွေးပြီးတော့တသားလေးအိပ်ပျော်သွားပါတယ်စမ်းကြောင်းမှာတော့ခရုလေးလည်းခောက်ရင်ငါးလေးလည်းညာရင်ပေါ့နော်အရန်ကိုပျော်စရာကောင်းပါတယ်ခဏကြာမိုးလေးလည်းချုပ်လာပြီးဖြစ်တဲ့ကြောင့်စားလေးတို့တာအမီပြန်လာခဲ့ပါပြီလို့အားလုံးချစ်ပါတယ်ဘိုင်ဘိုင်